အားလုံးပဲမင်္ဂလာပါဗန်နန်ကုန်သုံးပါးကုန်ကျေးဇူးကိုဥထိတ်ထားလေကျွန်တော်ယခုပြောမယ့်အကြောင်းအရာလေးကတော့လူလောကမှာအမျက်ဆုံးကဘာလဲဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ထိုအကြောင်းအရာလေးကိုပြောဖို့အတွက်ရှေးဥစွာကျွန်တော်တို့အမည်မသိဘာယာနတိဆိုတဲ့အတိုင်းဘာယာနတိဒီရမန်မင်းကြီးလက်ထက်ပေါ့ဗျာအဲ့ဒီအချိန်ကာလမှာသူတို့တိုင်းပြည်မှာဒီမြို့ကြီးရဲ့အလဲမြို့လေကောင်လောက်မှာရွှေပရင်းဆရာဆိုတဲ့ပရင်းဆရာတဦးရှိတယ်အဲ့ပရင်းဆရာကကျွန်တော်တို့အရန်ကိုပဲအင်မတန်မှဆက်ဆံဖော်ယူမှုကလည်းကောင်းတယ်ကျင့်သီလကလည်းပြည့်စုံတယ်ပရင်းအထည်တွေကိုလည်းလက်ရသေးသက်စွာကောင်းမွန်စွာလည်းပြုလုပ်နိုင်သည့်အတွက်ပရင်းဆရာပရင်းဆရာဆိုတဲ့နာမည်တစ်လုံးနဲ့အညီအဲ့တိုင်းပြည်မှာအင်မတန်မှနာမည်ကြီးတဲ့နာမည်ရှိတဲ့နာမည်ရတဲ့ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်ရမန်မင်းစီကိုကျွန်တော်တို့ပရောဟိတ်ပုံသားတွေကအခါသားဝင်တဲ့ပရောဟိတ်ပုံသားတွေထဲမှာပုံသားတဦးကပရောဟိတ်ပုံသားတဦးကပရင်းဆရာရဲ့အိမ်ရှိကနေဖြတ်ပြီးဘရင်နန်းတော်ကိုနေ့စဉ်မိမှုတန်းပေါ့နော်အဲ့လိုမျိုးလေးတွားနေရပါတယ်တွားတဲ့အခါမှာကျွန်တော်တို့ပရင်းဆရာကလည်းဒီပရောဟိတ်ပုံသားကြီးကသူ့အိမ်ရှိကနေအဲ့လိုမျိုးဖြတ်သွားတာကိုမြင်ရတဲ့အခါမှာသတိထားမိလားတော့ပရောဟိတ်ပုံသားကြီးအကြောင်းကိုလေ့လာလိုက်တဲ့အခါကျတော့ပရောဟိတ်ပုံသားကြီးကလည်းတခြားပုံသားတွေနဲ့မတူဘူးပေါ့နော်သူတို့ကရွှေ90မျိုး90လုံးအင်မတန်မှပုံသားတွေဆိုတာအမျိုးမြတ်တယ်ပေါ့နော်သူတို့ရွှေ90မျိုး90စလုံးအမျိုးကုန်မြင့်မြတ်တဲ့ပုံကိုယ်တွေဖြစ်တယ်ပေါ့နော်ကိုချင်းတီလာလည်းပြည့်စုံနေအဲ့လိုမျိုးဖြစ်တဲ့အတွက်ပရင်းဆရာတွေမဟုတ်ဘူးပရောဟိတ်ပုံသားတဲ့အသက်ကြီးတဲ့လူတွေကစတီလာသမားတီလာတိတ်ခါသမားကြီးနဲ့လည်းပြည့်စုံနေအမျိုးကုန်လည်းမြင့်မြတ်တယ်ပုံသားတွေရဲ့အတက်တင်တာအတိုင်းဘေးရင်ပညာမှာလည်းတစ်ဖက်ကန်းကကျွမ်းကျင်တဲ့အတွက်သူ့တဲ့အသက်ကြီးတဲ့ပုံကိုယ်တွေကစပရောဟိတ်ပုံသားကြီးကိုရှုသေးလေးစားကြပါတယ်အဲ့လိုပဲတရက်ကြတော့ပရင်းဆရာကဒီဘရင်ကသူ့ရဲ့မျိုးထဲမှာရှိတဲ့အထည်တွေအပြင်ရှင်ဘရင်နန်းတော်ကနေပြီးတော့အထည်တွေကိုပါသူကနောက်ပိုင်းကျတော့လှုပ်လာတာပေါ့နော်အဲ့လိုမျိုးလှုပ်ပစ္စည်းအထည်တွေကိုပါလက်ခံပြီးတော့အလုပ်လုပ်လာတဲ့အချိန်မှာပရောဟိတ်ပုံသားကြီးနဲ့လည်းရင်းနှီးကျွမ်းဝင်သွားပေါ့ရင်းနှီးကျွမ်းဝင်ပြီးပရောဟိတ်ပုံသားကြီးကလည်းအထည်လေးတွေယူလာပရောဟိတ်ပုံသားကြီးနဲ့လည်းရင်းနှီးကျွမ်းဝင်အဲ့လိုမျိုးဖြစ်တော့ဘရင်ဆရာပြောနေရှာပေါ့ပြောနေရှာတဲ့အခါမှာတရက်ကြတော့ပရောဟိတ်ပုံသားကြီးကသူကဘရင်နန်းတော်မှာတခြားပုံသားကြီးအများကြီးရှိတဲ့တဲမှာဒီပရောဟိတ်ပုံသားကြီးကိုဘရင်ကအဲ့ပုံသားတကာတွေအကုန်လုံးထဲမှာပို့ပြီးတော့အလေးစားဆုံးနေရာအပေးဆုံးအဲ့လိုမျိုးဖြစ်တာပေါ့နော်ဘာလို့လဲဆိုတော့ तू ကဘေးနေညာလဲကျွမ်းကျင်တက်မြောက်တယ်သီလတိတ်ခါနဲ့လည်းပြည့်စုံတယ်အမျိုးကုန်လည်းမြင့်မြတ်တဲ့အတွက်တခြားပုံသားတွေထက်ဘရင်ကနေရာပေးတဲ့အတွက်ပရောဟိတ်ပုံသားကြီးကဒီဘရင်နန်းတော်ကအထည်တွေကိုဘရင်ဆရာစီကိုလာအပ်ရင်းနဲ့တရက်ကြဘရင်ဆရာရဲ့အိမ်မှာပုံသားကြီးကထိုင်းနေတဲ့အချိန်မှာဘရင်ဆရာကနောက်ဖေးကိုသွားတဲ့အချိန်မှာပရောဟိတ်ပုံသားကြီးကနေပြီးတော့ဘရင်ဆရာအထည်တွေကနေရွှေတစ်ချက်သားကိုသူ့ရဲ့အိတ်ထဲကိုထည့်လိုက်တော့ဘရင်ဆရာမြင်လိုက်ခိုးသွားတာပေါ့နော်အဲ့လိုခိုးပြီးယူထည့်လိုက်တာကိုမြင်သွားတော့ခါကျတော့ပရောဟိတ်ပုံသားကြီးအဲ့လိုမြင်သွားတော့ဗရင်ဆရာကသူကဘာစဉ်းစားတုံးဆိုတော့ဒီသူအင်မတန်မှလေးစားတဲ့ပုံသားကြီးကိုရိုသေလေးစားတဲ့ပုံသားကြီးကိုသူကနေပြီးတော့မြန်ပြောလိုက်ရင်ဘေးပတ်ပတ်ဝင်းကြီးကနေပြီးတော့ဝိုင်းရိုက်ကြမယ်ပုံသားကြီးအဆက်ရသွားမှာအဲ့လိုမျိုးစိုးပြီးအရန်တွေးပြီးတော့ပုံသားကြီးကိုသူကမပြောဘဲနဲ့ကဲဒီရွှေတွေကိုတစ်ချက်သားကိုလိုတဲ့တစ်ချက်သားကိုငါအိတ်ထဲကနေပဲစိုက်ပြီးတော့ပရောဟိတ်ပုံသားကြီးကိုမပြောတော့ပဲနေလိုက်မယ်ခိုးတယ်ဆိုတော့မပြောတော့ပဲနေလိုက်မယ်ဆိုပြီးတော့ပထမတစ်ချိန်စိုက်လိုက်တော့ခါကျတော့ပရောဟိတ်ပုံသားကြီးကဒုတိယရက်ရောက်လာဒုတိယတစ်ချိန်မှာလဲဗရင်ဆရာထိုးခဲ့တော့ပဲဒီတစ်ခေါက်ကျနှစ်ချက်သားခိုးပရောဟိတ်ပုံသားကြီးအတို့အိတ်ထဲကိုထည့်အဲ့ဒါကိုလည်းဗရင်ဆရာမြင်လိုက်တော့လေကဲဒုတိယတစ်ချိန်အနေနဲ့ဒါကတော့နောက်ဆုံးပဲပေါ့နော်ဒုတိယတစ်ချိန်အနေနဲ့စိုက်လိုက်အဲ့ဒါမှနောက်တတိယမြောက်နေကြတော့ပုံသားကြီးကထပ်ပြီးတော့သုံးချက်သားထပ်ပြီးတော့ခိုးသုံးချက်သားထပ်ခိုးတော့ဒီတစ်ခေါက်တော့ဗရင်ဆရာမရတော့ဒီတစ်ခေါက်တော့မဖြစ်တော့ဘူးဒီပုံသားကြီးကသူ့ရဲ့ပစ္စည်းတွေကိုခိုးပါလေဆိုပြီးတော့အော်တာဒီကတခိုးပါပေါ့နော်ပစ္စည်းတွေကိုဒီလိုခိုးတယ်ရှေ့မှာလည်းခိုးတယ်အခုလည်းခိုးတယ်ဆိုပြီးတော့အော်တော့ခါကြတော့အဲ့မှာအနားမှာရှိတဲ့လူတွေအကုန်လုံးဝိုင်းလာပြီးတော့ပုံသားကြီးကိုဝိုင်းရိုက်ပြီးတော့ကဲဒီပုံသားကြီးကဘာလဲဒီပုံသားကြီးကတော့အဲ့လိုပဲကဲဟုတ်ပြီဘရင်နန်းတော်မှာဖြစ်တဲ့အတွက်ဒီပုံသားကြီးကိုဖမ်းပြီးတို့ဘရင်နန်းတော်ကိုတွားပြီးဘရင်ကိုတွားတိုင်မယ်တွားရှောင်မယ်ဆိုပြီးတော့လက်ပြန်ကြိုးတုပ်ပြီးပုံသားကြီးကိုခေါ်သွားတဲ့ခါကျတော့လမ်းမှာပုံသားကြီးကတွားတဲ့လမ်းမှာမွေးရောက်ကြီးတကောင်မွေးရလမ်းမဲဆရာကအမိရကင်လိုက်ခေါင်းကကင်လိုက်နဲ့အဲ့လိုမျိုးလုံနေမြင်တော့ခါကျပုံသားကြီးကဟုတ်လားသူ့ကိုဖမ်းတော့လေသူကအစ်စေးပဲပုံသားကြီးကအပြုံးမပြတ်ဘူးသူကဒီတိုင်းပဲနေပြီးတော့မွေးလမ်းမဲဆရာကဒီမွေးကိုကင်ပြီးတော့အဲ့လိုမျိုးလုံနေအောင်မြင်တော့ပုံသားကြီးကစိုးရင်ပြီးတော့သူ့ကိုဒါလက်ကြံကျုံနဲ့တုတ်ဖမ်းခံနေရပြီမဲ့လေစိုးရင်ပြီးတော့မွေးလမ်းမဲဆရာကိုပုံသားကြီးကတွားပြောလိုက်မွေးလမ်းမဲဆရာတို့ဒီမွေကြီးကိုတင်းတို့ကင်တာဟုတ်တယ်မွေကြီးကကိုက်လိုက်မှမကြောက်ဘူးလားပေါက်လိုက်မှမစိုးရင်ဘူးလားအဲ့လိုမျိုးပေါက်လိုက်မှဖြစ်ကိုက်လိုက်မှဖြစ်လို့လှမ်းပြောလိုက်တော့ခါကျတော့အလမ်းမဲဆရာကြီးကဘာပြောတော့ဆိုတော့ပုံသားငါတို့ရဲ့ဒီမွေကသူ့တော့ကောင်းအကျင့်တီလာနဲ့ပြည့်စုံတယ်မကိုက်ဘူးငါတို့ဒီလိုပဲနေလာသူ့ရဲ့အကျင့်တီလာနဲ့ပြည့်စုံတယ်သူတို့ကျွေးမွေးထားဖြစ်တဲ့အတွက်သူတို့မကိုက်ဘူးအဲ့လိုမျိုးအကျင့်တီလာနဲ့ပြည့်စုံတယ်နေကသာလေသူများပစ္စည်းကိုခိုးတဲ့တခိုးတယောက်ပဲကိုချင်းတီလာနဲ့မပြည့်စုံတဲ့တခိုးတယောက်ပဲသွားတခိုးမိုက်ဆိုပြီးဝိုင်းပြီးអော်လိုက်ကြလူတွေလည်းဝိုင်းអော်ကြတော့ပုံသားကြီးကဟုတ်တာပဲသူတို့ပြောချင်ကြတယ်ငါခိုးထားတာဟုတ်အဲ့နဲ့ပုံသားကြီးကဆက်ပြီးတော့ထပ်ပြီးတော့ပုံသားကြီးကိုဖမ်းပြီးဘရင်နန်းတော်ကိုသွားကြဘရင်နန်းတော်ကိုသွားကြတော့ခါကျဘရင်နန်းတော်ရောက်တော့ခါကျတော့ရမန်မင်းကြီးကနေပြီးတော့မြင်လိုက်တော့လူရဒီသူအင်မတန်မှလေးသားကြည်ညိုရိုသေရတဲ့ဒီပုံသားကြီးကိုလက်ပြန်ကျိုးတုပ်ပြီးတော့လူရခေါ်လာနေတော့ရမန်မင်းကြီးကသွားလုံးဝမယုံနိုင်ဘူးသူ့မျက်လုံးနဲ့အဲ့နဲ့မေးရောဘာဖြစ်လို့တော့ဒီပုံသားကြီးကိုဘာလို့အဲ့လိုမျိုးဖမ်းလာတာတော့အဲ့လိုမေးတော့လူရဟုတ်တယ်ရှင်မင်းကြီးဒီပုံသားကြီးကရှင်မင်းကြီးရဲ့ဒီအထည်တွေထဲကနေပြီးတော့သူ့စီကနေဒီလိုခိုးရဲဆိုအကြောင်းဆုံးရွှေပင်ဆရာကနေပြီးတော့ပြောပြလိုက်တော့ပုံသားကြီးကိုဘရင်ကနေပြီးတော့ဟုတ်လားပုံသားကြီးကိုမေးတော့အဲ့မှာပုံသားကြီးကနေအရှင်မင်းကြီးကျွန်
ဒီလိုမျိုးခိုးတယ်ဆိုတာယူတယ်ဆိုတာခိုးခြင်းလုံးလို့ခိုးတာမဟုတ်ပါဘူးယူခြင်းလုံးလို့ယူတာမဟုတ်ပါဘူးအရှင်မင်းကြီးရဲ့စိတ်ကိုသိခြင်းလို့မလို့ဒီလိုလုပ်လိုက်တာပါအဲ့တော့အရှင်မင်းကြီးကနေပြီးတော့ဟာပုံတိုင်းဘာလို့တော့ပြင်မလဲမင်းကြီးကဟုတ်လားဘာလို့သိခြင်းရတာတော့ဘာလို့သိခြင်းတာတော့အဲ့လိုမျိုးမေးတော့ဒီတိုင်းသူ့ကိုမေးလေရတာပဲပေါ့အဲ့လေပုံတိုင်းကဘာပြောတော့ဆိုတော့အရှင်မင်းကြီးရဲ့လက်အောက်မှာပုံသားတွေပရောဟိတ်ပုံသားတွေအများကြီးရှိတယ်တဲ့မှာအရှင်မင်းကြီးကကျွန်တော်ကိုပို့ပြီးတော့တခြားပုံသားတွေထက်ရိုးသေးတယ်ယုံကြည်တယ်အားကိုးတယ်ကြည်ညိုတယ်အဲ့လိုမျိုးကဘာကြောင့်လဲကျွန်တော်တွေးတော့ခါကြတော့ကျွန်တော်စိတ်ထဲမှာတွေးမိတော့ငါကအမျိုးမြက်လို့သူကရွှေ90မျိုး90ပြင်မတဲ့ຫນွေတွေအမျိုးမြက်တဲ့ပုံသားမျိုးနွယ်တွေဖြစ်လို့မို့လို့ငါ့ကိုဒီခုံကြောက်မလို့ဘယင်ကဒီလိုဆက်ဆံလာလားဒါမှမဟုတ်ရင်ငါရဲ့ဘေးရင်ပညာကိုဘေးရင်သုံးပုံကိုသူကကျွမ်းကျင်တက်မြောက်အဲ့လိုအကြောင်းမလို့မြန်ဒီလိုဆက်ဆံလာလားဒါမှမဟုတ်ရင်ငါရဲ့ကိုကျင့်တီလာကြောင့်ဒီလိုမျိုးဆက်ဆံလာလားသူတို့ရွှေ90မျိုး90လုံးကကိုကျင့်တီလာလဲအင်မတန်မှကောင်းမွန်တယ်လုံခြုံတယ်မချိုးမဖောက်ဘူးအဲ့လိုအကြောင်းမလို့ဆက်ဆံလာလားအဲ့လိုမျိုးမေးတော့ခါကြတော့အဲ့ဒါကိုသိကျင်လို့လှုပ်လိုက်တာပါပေါ့နော်ဒါဘာပဲနေလူလောကမှာကိုချင်းတီလာဆိုတဲ့၅ပါးတီလာတဲ့သူများပစ္စည်းကိုခိုးယူခြင်းအာရိဏဒါနာကံကိုကျူးလွန်လိုက်တာပေါ့နော်အဲ့ဒါအကြောင်းမလို့လားဆိုပြီးတော့သိကျင်လို့ဒီလိုလှုပ်လိုက်တာပါလို့မေးတော့ခုတော့သိရပါပြီပေါ့ဘာသိရအောင်ဆိုတော့လူလောကမှာအမျက်ဆုံးကတီလာပဲဒီတီလာကတည်းကလူလောကမှာအမျက်ဆုံးပဲအဲ့ဒါကိုကျွန်တော်သိလိုက်ရပါပြီပေါ့ရှင်မင်းကြီးကကျွန်တော်ကိုဒီလိုမျိုးဆက်ဆံတယ်ဒီလိုမျိုးရိုသေတယ်လေးစားတယ်ဆိုတာလေကျွန်တော်ရဲ့ကိုချင်းတီလာကြောင့်မလို့ဒီလိုမျိုးဆက်ဆံတယ်ရိုသေလေးစားတယ်ဆိုတာကိုသိလိုက်ရပါပြီပေါ့အဲ့လိုမျိုးပြောတော့ခါကြတော့ပြီးတော့သူ့စီကနေပရင်းဆရာစီကယူထားတဲ့ပစ္စည်းတွေလည်းကျွန်တော်မှရှိပါတယ်ဆိုပြီးတော့ပရောဟိတ်ပုံသားကြီးကခုနကသူယူထားတဲ့ချက်သား2ချက်သား3ချက်သားအားလုံးပေါင်း6ချက်သားရွှေတွေကိုဘရင်ရှိမှာပဲသူယူထားတဲ့အတိုင်းအကုန်လုံးကိုထုတ်ပေးလိုက်ပြီးတော့အဲ့မှာဘရင်ကလည်းနားလေသဘောပေါက်သွားပြီမယ်နောက်ရက်ကစပြီးဒီပုံသားကြီးကပရောဟိတ်ပုံသားကြီးကရွှေပရင်းဆရာရဲ့အိမ်ရှိကနေဖြတ်သွားတာကိုလုံးဝမတွေ့ရတော့ဒါနေမဲလားဆိုတော့ဘာရန်တီပြီးမှလည်းလုံးဝမတွေ့ရတော့ပဲနဲ့တစ်ချိန်မှာတော့ရွှေပရင်းဆရာကပြန်ကြားရတာဒီပရောဟိတ်ပုံသားကြီးကတောထဲမှာသွားပြီးရသေးဟန်းပြုတ်ပြီးအကျင့်တီလာကိုလုံးဝမုံမြတ်ဆုံးဖြစ်အောင်ချိုးကြံချွေတာနေထိုင်တဲ့ရသေးတပားအနေနဲ့ပဲနေထိုင်နေဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်အဲ့မှာဇက်တော်ကိုပြန်ပေါင်းလိုက်တဲ့အခါမှာခုနကပရောဟိတ်ပုံသားကြီးဆိုတာတခြားလူမဟုတ်ပါဘူးကျွန်တော်တို့ဂေါရမမြတ်စွာဘုရားရှင်ဖះလောင်းဖြစ်တဲ့အစဉ်ကာလမှာပရောဟိတ်ပုံသားကြီးဘဝနဲ့ပေါ့နော်မြတ်စွာဘုရားရှင်ဖះလောင်းဖြစ်ပါတယ်ခုနကရှင်ဘရင်ဖြစ်တဲ့ဗြဟ္မဏမင်းကြီးကတော့ကျွန်တော်တို့မြတ်စွာဘုရားရှင်ရဲ့ရှင်အာနန္ဒာဆိုတဲ့ကျွန်တော်တို့လေးသားယုံကြည်ရိုသေရတဲ့ယဟန္တာတစ်ပါးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ